ကျော်လာ149ချက်ပေးပြီးတော့လက်ရှင်ကိုထက်တက်ခဲ့တယ်2025မှာပေါ့နော် Hello welcome back to မြတ်နေဦး base ကနေကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးတို့ရေမင်္ဂလာပါရှင်မိုင်းလုံးနေကြပါတလဲကျမတို့ထုံးစံအတိုင်းမြတ်နေဦးဖြစ်ပါတယ်ဒါအခုလောလောဆယ်မှာပေါ့နော်စင်ကာပူနိုင်ငံမှာ Fresh and Frozen Supplier Company မှာဖူတိုင်းကျော်နဲ့လုပ်ကိုင်နေတဲ့ဝန်ထမ်းတစ်ယောက်ပေါ့နော်ဒီနေ့ကျမပေါ့နော်အခုတော့ဒါ day ပေါ့နော်ကျမလို့ဖူတိုင်းကြော်ပြီးတော့ကျမအိမ်မှာနားတဲ့အချိန်ရောက်ရှိလို့လာပြီပေါ့နော်အဲ့ဒီနားတဲ့အချိန်မှာကျမဘာလို့နေလဲ Miss Bro ဘာလို့နေကြလဲအားလုံးပဲမင်္ဂလာပါ Hi hello မင်္ဂလာပါကျမအခုလိုမျိုး live တော့ပြောရတဲ့ live လွှင့်ရတာပေါ့နော် Hello hi ကျမရဲ့ပတ်တိုင်းကြော်ဖြစ်တယ် Hello hello အားလုံးပဲမင်္ဂလာပါမင်္ဂလာညချမ်းလေးပါစင်ကာပူနိုင်ငံမှာ9:39 မိနစ်ပေါ့နော်ဘယ်နေရာဘယ်ဒေသနဲ့ကြည့်ရှုနေကြပါသလဲမိတ်ဆွေတို့ရေအားလုံးပဲမင်္ဂလာပါကျမတို့မြန်နေဦးဖြစ်ပါတယ်လိုက်မလို့နာလည်းကြာနေပြီတိုင်းနေရတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဒီလိုဆိုတော့ပြန်ကြမယ်နော်I set go for my business for that you are already the process of setting achieve the business goal show how setting clear measurable goals and breaking them down into smaller steps can help them stay on course for now အားလဲဆိုလို့ရှိရင်ကျွန်တော်လုပ်ငန်းအတွက်ရည်မှန်းချက်တွေကိုဘယ်လိုချမှတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မရဲ့ online လုပ်တဲ့ business UI လုပ်ငန်းပေါ့နော်ညနေ menu base မှာပေါ့နော်ကျွန်မအသေးစိတ်လေးတွေကိုမျှဝေပေးထားပါတယ်အဲ့ဒါတော့ကျွန်မပတ်တိုင်းကြော်အနေနဲ့ဖုန်းလုပ်ကိုင်နေရပေါ့နော် online လုပ်တဲ့ business UI လုပ်ငန်းလေးဖြစ်ပါတယ်ရရှိနိုင်တဲ့အဓိပ္ပာယ်ရှိတဲ့စီးပွားရေးရည်မှန်းချက်များချမှတ်ခြင်းလုပ်ငန်းစဉ်တစ်လျှောက်မှာသူပရိသတ်ကိုကျွန်မရဲ့ follower တွေကိုပေါ့နော်ဘယ်လိုမျိုးဖြတ်တပေးရမလဲဘယ်လိုမျိုးလမ်းညွှန်ပေးရမလဲပေါ့နော်ပြီးတော့ရှင်းလင်းသောအတိုင်းတာမှုနိုင်တဲ့ရည်မှန်းချက်တွေကိုချမှတ်ခြင်း၎င်းဒါတွေကိုပေါ့နော်အသေးလေးတွေကအစားပိုင်းခြားခြင်းဖြင့်လမ်းကြောင်းပေါ်မှာပေါ့နော်ဒါကျမတို့ရဲ့စီးပွားရေးလမ်းကြောင်းပေါ်မှာရှိနေစေရန်ဘယ်လိုမျိုးကူညီပေးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျမမျှဝေပေးထားပါတယ်အဲ့ဒါကတော့ဒါကျမတို့ရဲ့ပေါ့နော်90အနေနဲ့ day challenge ခေါ်လာတာ90 day challenge ခေါ်လာတာကျမဒီနေ့ဆိုလို့ရှိရင် day 33ကိုရောက်ရှိလို့လာပြီအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျမရဲ့ menu base မှာမျှဝေပေးထားပါတယ်ကျမကတော့ digital business owner မြတ်နေဦးဖြစ်ပါတယ်အခုကတော့စင်ကာပူနိုင်ငံမှာပေါ့နော် Fresh and Frozen Supplier Company မှာ full time job နဲ့လုပ်ကိုင်နေတဲ့ဝန်ထမ်းတစ်ယောက်ပါ part time job ကတော့ online digital business စီးပွားရေးလုပ်ငန်းပေါ့နော်စိတ်ဝင်စားနေတဲ့မိတ်ဆွေတွေအားလုံးကျမရဲ့ menu base မှာကြည့်ရှုနိုင်ပါတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်း www.myadan.digitalbusiness.info မှာပေါ့နော်ကိုယ့်ရဲ့နာမည်နဲ့ email ထည့်ပြီးတော့ကျမရဲ့ business အကြောင်းလေးကိုလေ့လာနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ Hello ဘာလို့နေကြပါသလဲညစာရောစားပြီးကြပြီလားလိုက်မလွင်တာကြာပြီဖြစ်လို့ကိုလိုက်စပေါ်ကျွန်တော်ခုန post တင်မယ်ပေါ့နော်ခဏနေကျွန်မရဲ့ page မှာ post တင်မယ်0941အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ရေမင်္ဂလာပါဘယ်ရဲ့ဗဒေတာကနေပြီးတော့ကျွန်မရဲ့ live လေးကိုတွေ့ရှိနေပါသလဲမြန်မာနိုင်ငံမှာတော့ live မရဘူးလို့ပြောတယ်ကြပါတယ်ဟုတ်ပါသလားကျွန်မတို့ဒါစင်ကာပူနိုင်ငံမှာစော်လိုက်ရပါတယ်အခုကျွန်မရဲ့ page မှာပေါ့နော်
post တင်ပါမယ်ကျမရဲ့ live talk sharing လုပ်ပေးထားတဲ့အကြောင်းအရာလေးကိုပေါ့နော် online ဖြစ်တဲ့ business စီးပွားရေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးထားတဲ့အကြောင်းအရာလေးပါဒီနေ့ပါစိတ်ကူးပေါ့လည်းမသိဘူးကျမ live လွှင့်နေတာနဲ့လွှင့်ပြလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါရှင်မင်္ဂလာပါရှင်မင်္ဂလာပါရှင်post နေပါတယ်ကျမ live talk လေးပေါ့နော် How do I set go for my business ကျမရဲ့လုပ်ငန်းအတွက်ရည်မှန်းချက်တွေကိုဘယ်လိုချမရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပေးထားပါတယ် Hello မင်္ဂလာပါကျမတို့မနေ့ခင်ပိုင်းဆိုလို့ရှိရင်အလုပ်ကိုသွားတယ်အလုပ်ကနေပြန်လာရင်ကျမရဲ့ပတ်တိုင်းကြောဖြစ်တဲ့ online digital business စီးပွားရေးလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်ပါတယ်အဲ့တော့ post တင်နေလို့ကျမ post မှာပေါ့နော် share လုပ်ပေးထားတဲ့အကြောင်းအရာလေးကို post တင်နေပါတယ် Guide you are oriented to the process or study achieve best mindfulness business goal Show how cities clear measurable goals and break them down into smaller steps can help them stay on track ပေါ့နော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်မမျှဝေပေးထားပါတယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါရှင်ဘာလို့နေကြပါတလဲညစောစားပြီးကြပါပြီလားမင်္ဂလာပါကျမတို့အခုလောလောဆယ်ပတ်တိုင်းရောဖြစ်တဲ့ကျမစီးပွားရေးလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်မယ်ပေါ့နော်ဘယ်ရပရိသတ်နေကြည့်ရှုနေကြပါသလဲမင်္ဂလာပါအိုးညီမလေး line ပေါ်ရှိရပဲအဆင်ပြေလားမသိဘူးမပြည့်ဟလားမင်္ဂလာပါမင်္ဂလာပါအားလုံးပဲမင်္ဂလာပါနေကောင်းချမ်းသာကြပါသလားရှင်ကျမတို့ဖူတန်းကြော်ပြီးလို့ပေါ့နော်အခုအိမ်ကိုပြန်ရောက်ရှိလို့လာပြီးအဆောင်မှာပေါ့နော်ပြန်ရောက်လို့လာပြီးအိမ်မှာရောက်တော့ကျမရဲ့စီးပွားရေးလုပ်ငန်းကိုကျမဝင်ရောက်လုပ်ကိုင်နေတယ် live တော့ကတော့ပြောပြီးသွားပြီပေါ့နော် record လုပ်ပြီးသွားပြီမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဘိုင်ဘိုင်ဒီလောက်ပါပဲကျမတို့ဘာလည်းမဟုတ်ဘူးပြောချင်တာကကျမဒီနေ့ပေါ့နော်ဒီ33ကိုရောက်ရှိလာပြီအဲ့ဒီအကြောင်းလေးကိုလာမျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်အသေးစိတ်ကိုတော့ကျမရဲ့ menu page မှာ MAYHNINOO menu page မှာ
သွားရောက်ပြီးတော့လေ့လာလို့ရပါတယ်အသေးစိတ်ကိုတော့ www.myatannintel.digital business.info မှာပေါ့နော်မိမိရဲ့နာမည်နဲ့ email ထည့်ပြီးတော့ကျမတို့ရဲ့လုပ်ငန်းအကြောင်းကိုလေ့လာလို့ရပါတယ် Bye bye good night bye have a great day ပါဒုတိယတော့ happy Saturday ပေါ့နော် tomorrow happy holiday Sunday all same to you happy Sunday ပါ bye bye good night